Plot Fusion ကနေကြိုဆိုပါတယ်အကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးကဲစားလိုက်ကြရအောင်အဲ့ဒီလူကရေတငုံလောက်လှမ်းတောက်လိုက်တဲ့အချိန်မှာတော့သူ့မျက်စိရှိကမိန်းကလေးငယ်လေးကလည်းလိုက်ပြီးတရွေးမျိုးချနေရှာပါတယ်ဒါနဲ့သူကခွက်ကိုမြောက်ပြလိုက်တော့ကောင်မလေးကသူ့စီချက်ချင်းပြေးလာပြီးရေတစ်ခွက်လုံးကိုတစ်ကြိုက်တည်းမောတောက်လိုက်ပါတော့တယ်ဒီကောင်မလေးရေမတောက်ရတာတော်တော်ကြာနေပြီဆိုတာကိုပါဝန်ဖောင်းဝန်တယောက်ရိပ်မိလိုက်တာပေါ့ဒါကြောင့်မို့လို့ဗိုက်စာနေမှာဆိုလို့စေတနာနဲ့ပလာရအပြားကြီးတစ်ပြားဝယ်ကျွေးပေမဲ့ကောင်မလေးကတော့လက်ညှိုးနှစ်ချောင်းကိုပြက်ပြက်တသားပဲထောင်ပြနေခဲ့ပါပလာရနှစ်ပြားလုံးစားပြီးသွားတဲ့အချိန်မှာတော့အိုဝင်အဝုံကဆက်စုချင်တာနဲ့သူ့အတွက်အသုံးဝင်မဲ့မေကွန်းအချို့မေးကြည့်ပေမဲ့ကောင်မလေးကတော့ဘာမှပြန်မပြောပဲရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။အိုဝင်နဲ့ဆိုင်ရှင်တို့လည်းဒီကောင်မလေးဟာအနားတစ်ဝိုက်မှာနေတဲ့စွန်ဟောသူတယောက်ဖြစ်နိုင်တယ်လို့ပဲကောက်ချက်ချလိုက်ကြတာပေါ့။အိုဝင်ကစေတနာနဲ့မုံဖို့ရှင်းပေးပြီးထွက်သွားဖို့ပြင်တော့ကောင်မလေးကသူ့နောက်ကိုတကောက်ကောက်လိုက်လာပါတော့တယ်ပတ်စံတောင်းတာနေမှာပါဆိုပြီးပတ်စံကမ်းပေးလိုက်တဲ့အခါမှာတော့ကောင်မလေးကသူ့ကိုအပြစ်ကင်းစင်တဲ့မျက်ဝန်းတွေနဲ့ပဲစိုက်ကြည့်နေခဲ့ပါတယ်။ဒီကောင်မလေးဟာမိဘတွေနဲ့ကွဲကွာနေတာတော်တော်ကြာပြီဆိုတာကိုပါဝင်ရိပ်မိသွားပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကလည်းသူများအိမ်မှာကက်နေရသူဆိုတော့ကောင်မလေးကိုမကူညီနိုင်ရှာပါဘူးဘာမှမတတ်နိုင်တဲ့အဆုံးသူကိုးကွယ်တဲ့ဟာနုမန်မြောင်မင်းကပဲဒီကောင်မလေးကိုစောင့်ရှောက်ပါစေလို့ဆုတောင်းပေးခဲ့ရပါတယ်သူကအိမ်ပြန်ဘတ်စကားပေါ်တက်ထိုင်လိုက်တဲ့အချိန်မှာတော့တနာစရာကောင်မလေးကသူ့နောက်ကိုတစ်ခေါက်ပြန်ပြီးပြေးလိုက်လာပြန်ပါတယ်စိတ်နှလုံးဖြူစင်တဲ့ပါဝင်တယောက်ကောင်မလေးကိုပြစ်မထားရတော့ပါဘူးအဲ့ဒီအချိန်မှာတော့ပါဝန်တယောက်သူ့ရဲ့ဒီလိုလက်ပြန်လာမှုကနိုင်ငံတစ်ခုကြားမှာသူ့ရဲကောင်းတယောက်ဖြစ်လာစေမယ်ဆိုတာကိုလုံးဝမသိခဲ့သေးပါဘူးတကယ်တော့ဒီကောင်မလေးရဲ့နာမည်ကရှာဟီဒါလို့ခေါ်ပါတယ်သူမကိုပါကစ္စတန်နိုင်ငံရဲ့ကြီးလက်တောင်ပေါ်ဒေသလေးတစ်ခုမှာမွေးဖွားခဲ့တာပါသူမတို့မိသားစုကတိုးထင်းရင်းနဲ့ပူပင်ကြောင်ကြမဲ့ဘဝကိုဖျက်ဆီးခဲ့ကြပေမဲ့ရှာဟီဒါကအသက်6နှစ်အထိစကားမပြောနိုင်ခဲ့ပါဘူးနီလမျိုးစုံနဲ့စူးစမ်းခဲ့ပေမဲ့လည်းဘာမှထူးမလာတဲ့အခါမိသားစုကဖျားသခင်ထံမှာပဲဆူတောင်းခဲ့ကြရပါတယ်။ဒါနဲ့သူမရဲ့အမေကအိန္ဒိယနိုင်ငံရဲ့အကြီးဆုံးပလီဝစ်ကျောင်းတော်ကိုခေါ်သွားပြီးဆူတောင်းမှုပြင်ဆင်ခဲ့ပေမဲ့ညဘက်ကြီးယထာကပြတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအတွင်ထဲပြုတ်ကျနေတဲ့တိုးသူငယ်လေးတစ်ကောင်ကိုကယ်ဖို့အတွက်ရှာဟီဒါကယထာဘော်ကဆင်းသွားခဲ့ပါတယ်။ယထာကြီးပြန်ထွက်သွားတဲ့အချိန်မှာတော့ရှာဟီဒါတယောက်ယထာဘော်ပြန်မတက်နိုင်ခဲ့ပါဘူးအိမ်မောကျနေတဲ့သူမရဲ့အမေကလည်းဘာမှမသိလိုက်ရှာပါဘူးသူမကယထာနောက်ကိုအသေးအတန်လိုက်ပြေးပြီးလက်လန်းပြပေမဲ့ဘာအတန်မှထွက်မလာခဲ့ပါဘူးဖြည်းဖြည်းချင်းပဲသူမရဲ့မျက်ဝန်းတွေထဲမှာစိတ်ပြတ်အားငယ်မှုတွေပြည့်နှက်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကနေအခြားယထာတစ်စင်းထက်ရောက်လာတာမို့ရှာဟီဒါကသူမအမေကိုမိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ချက်ချင်းပဲယထာပေါ်တက်လိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီယထာကလမ်းကြောင်းပြောင်းပြီးဆန့်ကျင်ဘက်အရက်ကိုဥတီမောင်းနေသွားခဲ့တာပါသူမအမေနိုးလာတဲ့အချိန်မှာတော့ရှာဟီဒါကိုဘယ်မှရှာမတွေ့တော့ပါဘူးသူမအမေပြန်လှည့်လာတဲ့အချိန်မှာတော့နေဆက်ဂိတ်ကပိတ်သွားခဲ့ပါပြီ။ကံကောင်းကျင်တော့ရှာဟီဒါတယောက်တစိမ့်ပြင်ပမြေမှာစိတ်တဘောထားပြေဝတဲ့ပါဝန်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ရှာဟီဒါဘယ်မျိုးကလာလဲဆိုတာသိရအောင်ပါဝန်ကအိန္ဒိယကမြို့ပြနေရမှန်သမျှအကုန်လုံးပြောပေမဲ့ရှာဟီဒါကတော့ခေါင်းပဲခါနေခဲ့ပါတယ်။ဘာမှမတက်နိုင်တဲ့အဆုံးပါဝန်ကသူမကိုအိမ်ကိုပဲအရင်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာတော့ပါဝန်တယောက်ရှာဟီဒါဟာတကယ်တော့ရန်သူနိုင်ငံကလာမှန်းမသိသေးပါဘူး။သူမရဲ့မိသူမိဝါဖြစ်ကြောင်းအမှန်တရားကတော့ TV ကနေတိုက်ရိုက်လွှင့်နေတဲ့ baseball cricket ပွဲစဉ်အတွင်းမှာပေါ်သွားခဲ့ပါတယ်။အိန္ဒိယအသင်းဂိုးသွင်းနိုင်တဲ့အချိန်မှာလူတိုင်းကအောင်ပွဲခံနေကြပေမဲ့ရှာဟီဒါကတော့မျက်နှာပြက်နေခဲ့ပါတယ်။နောက်ဆုံးပါကစ္စတန်အသင်းနိုင်သွားတဲ့အချိန်မှာတော့သူမကပျော်လွန်းလို့ထခုန်ပြီးအလံကိုပါစိတ်လှုပ်ရှားစွာနဲ့လိုက်နှမ်းပါတော့တယ်။အဲ့ဒီညမှာပဲပါဝင်တယောက်အခြေအနေမဟန်တော့တာကိုရိပ်မိလိုက်ပါတယ်။မိသားစုကပါဝင်ကိုရှာဟီဒါကိုအိမ်ကနေမောင်းထုတ်ဖို့အမိန့်ပေးခဲ့ကြပါတယ်။